မင်္ဂလာပါရှင်မန္တလေးမြို့တော်စီပင်တရားရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝင်ဦးခမောင်အေးသည်တွဲဘက်အတွင်းရေးမှူးဦးသက်နိုင်ထွန်းနှင့်တာဝန်ရှိသူများလိုက်ပါ၍2026ခုနှစ်မေလ22ရက်နေ့နံနက်ပိုင်းကမန္တလေးမြို့တော်စီပင်တရားရေးကော်မတီဈေးများတွင်ဈေးအင်္ဂါရက်နှင့်အညီဖြစ်စေရေးအတွက်ဈေးများပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများနှင့်ဈေးဆိုင်ခန်းများဖွင့်လှစ်ပြီးရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများကိုတွားရောက်ကကွင်းစင်ကြည့်ရှုခဲ့တဲ့သတင်းကိုတင်ပြပေးမှာဖြစ်ပါတယ်မန္တလေးမြို့တော်စီပင်တရားရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝင်နဲ့တာဝန်ရှိသူများသည်ယနေ့နံနက်ပိုင်းကမဟာအောင်မြေမြို့နယ်84လမ်း38လမ်းနဲ့39လမ်းကြားရှိမန်းမြို့ဈေးသို့တွားရောက်ကြည့်ရှုရာဈေးနှင့်သားသက်ဌာနမှဌာနမှူးဦးသက်နိုင်ကမန်းမြို့ဈေးအတွင်းဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုအခြေအနေများနဲ့ရက်တရားစီမံချက်ဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိသောမန်းမြို့ဈေးခန်းမှပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာမြို့တော်ဝင်ကခန်းမပြုပြင်ခြင်းလုပ်ငန်းများအားကဏ္ဍအလိုက်အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားရေးဈေးအတွင်းအဝင်အထွက်လမ်းများစနစ်တကျဖြစ်စေရေးရှောက်လမ်းများတွင်ပစ္စည်းများစုပုံထားမှုမဖြစ်စေရေးနဲ့အမိုက်သိမ်းစနစ်များတန်ရှင်းရေးရေစည်းရေလာကောင်းမွန်ရေးစတဲ့လုပ်ငန်းများကိုနေ့စဉ်စနစ်တကျဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီးဈေးအတွင်းဖွင့်လှစ်ရောင်းချလျက်ရှိသောဈေးဆိုင်ခန်းပိုင်ရှင်များနဲ့ဈေးဝယ်လာပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီးမြို့တော်ဝင်နဲ့တာဝန်ရှိသူများဟာချမ်းရည်သာဇံမြို့နယ်88လမ်း33လမ်းနဲ့34လမ်းကြားရှိရတနာပုံဈေးသို့ရောက်ရှိကမန္တလေးငရင်ကြီးတန်းကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့ဈေးဆိုင်ခန်းအဆောက်အအုံများပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများပြီးစီးမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုကတိဆောက်ရေးလုပ်ငန်းများကိုအမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားကြရန်တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရပါတယ်ရှင်။